တဲ့နဲ့မင်းသေးကြောက်ကိုတွေးမိပြီးရုတ်တရက်ခဏကောအိတ်ဆက်တော့ကြတဲ့ကလေးတွေနောက်မှသိတာဖျားတာမဟုတ်ပဲတိတ်ဆားသူလို့ခေါ်တဲ့အကောင်ကြောင့်ဖြစ်ပြီးအဲအကောင်ကူတော့ဘလို့ကြပါတော့တယ်ကလေး၃ယောက်ကရွာလူတယောက်ပစ္စည်းတူလောင်ငန်းနဲ့ဝင်ပြီးရှောက်ကြည့်တာပေါ့အမှမင်းသေးကြောက်ကိုတွေးမိတဲ့အချိန်ထူးဆန်းတဲ့အငွေထွက်လာပြီးနောက်မှသူတို့အေးမိသွားကြတာပါအရင်အေးလို့နှာခေါင်းနဲ့နှင်းကလေးတောင်ပါတာပေါ့အဲ့ဒါနဲ့သူ့ငယ်ချင်းမူဆာကိုခေါ်ပြီးအကူကြီးတောင်းมาတော့တယ်မူဆာလည်းပေါ့ရကောင်လို့ဆိုပြီးစုပေမဲ့ကလေးအကြောင်းဆိုကကူညီဖို့လုပ်ခဲ့ပါတယ်မိကျော်တော့မှပါတဲ့ဒဇစ်ကိုကြည့်ပြီးလက်ရှာပါတယ်နောက်တော့တန်တော်ကမိကျော်တို့တဲ့လူတွေပြီးသူတို့တာဆိုအတီးပြနိုင်ခဲ့ပါတယ်ဘလို့ဖြစ်တာလဲမေးတော့အရင်ကသူအင်တာဗျူးရေးထားတဲ့လူရှိတယ်ဒါပေမဲ့သူတို့ကမလုပ်စီချင်ဘူးအဲ့ဒါကြောင့်မလို့တက်တည်ပြဖို့မိကျော်တို့လုပ်ပေမဲ့အဆင်မပြေခဲ့ပါဘူးနောက်မှထူးဆန်းတဲ့ကြောင်တို့တစ်ခုတွေ့ပြီးမိကျော်တို့လုပ်ခဲ့ရမှာအဆင်ပြေသွားခဲ့တာပါသူ့ဖေတော့အတိမပြုတ်ခဲ့လို့တိချစ်သူပြခဲ့ပါတယ်ဒါပေမဲ့နောက်တစ်လနေမှတိရတာတိချစ်သူကတည်သွားခဲ့တာပေါ့အဲ့နောက်မှတော့အဲ့ကောင်လေးမိပါတယ်ရောင်းစားခဲ့ပြီးနောက်ဝယ်လူလည်းတည်သွားခဲ့ကပြတ်သွားခဲ့တယ်ပြောပါတယ်ပြန်ဝေးရမလားဒါကိုကိုယ်တိုင်ဖြည့်ဆည်းခြင်းလို့ပါဆိုတော့နောက်ကလိုက်ခဲ့ပိုင်ရှိတီခေါ်တော့စိမယ်ဆိုပြီးမစားခေါ်သွားပါတယ်ဖျောက်တဲ့အချိန်မှာတော့ထင်းမီးသွေးမီးပုံနဲ့တခြားလိုအပ်တာယူခံပြီးတောင်ပတခိုင်းခဲ့ပါတယ်ခက်ခဲကလေးခေါ်တက်ပြီးနောက်မှာယူတီရဲ့ကလေးတွေပါစက်ကနေနှာခေါင်းနေရတွေအငွေထွက်သွားခဲ့ပြီးအစီအမြပြေသွားခဲ့တာပါနောက်မှမူစားနေပြီးအဲ့ဒါတိတ်စားသူလို့ခေါ်တယ်တင်တွေထဲမှာပဲနေတာဒါမဲ့ရွှေ့လို့မရတော့တိတ်မရှိတဲ့အချိန်အရေးဖြစ်ပြန်သွားမြေပေါ်ကျလာလားနောက်ပိုင်းမှာကြောက်တုံးပြန်ဖြစ်လာတာပေါ့ခုကျဘာလို့ပြောလဲဆိုတော့လေထုပီရကြောင့်တိတ်နဲ့နီးတာမလို့တိတ်မပြတ်တက်သွားတာတိတ်ချက်ရှင်းပြလိုက်ပါတယ်နောက်တော့အမီကြောင့်တို့တဲ့အကောင်လှုပ်ဖို့အတွက်နှာခေါင်းပွေပြီးအားရပါတို့လက်ကအဲ့အကောင်နဲ့လွတ်မြောက်သွားပြီးမူးတီးလေးကြာဝါခဲ့ကဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်